ချီဆောင်ချင်းဆိုတာဘာလဲဒါပေမဲ့ယုံကြည်သူတွေတောင်ချီဆောင်ချင်းဘာလဲဆိုတာတေချာမဖြေတတ်တဲ့သူအများကြီးရှိတယ်နော်အဲချို့ကမေးလာတယ်ချီဆောင်ချင်းနော်ဒီ rapture ဆိုတဲ့စကားကတမန်ကျမ်းစာမှာရှိလို့လားတမန်ကျမ်းစာထဲမှာပါလို့လားမပါဘူး rapture ဆိုတဲ့စကားလုံးမပါဘူးတမန်ကျမ်းစာထဲမှာလေ Bible ဆိုတဲ့စကားလုံးလည်းမပါဘူးတမန်ကျမ်းစာထဲမှာလေ Trinity ဆိုတဲ့စကားလုံးလည်းမပါဘူးဒါဆိုရင် Trinity ရှိလားကျွန်တော်တို့လက်ခံလားလက်ခံတယ် Bible လက်ခံလားလက်ခံတယ်ဒါဆိုရင် rapture ဆိုတာရောရှိလား rapture ဆိုတဲ့စကားလုံးမရှိပါဘူး Latin ထဲမှာ rapiro ဆိုတဲ့စကားလုံးရှိတယ်เนาะအဲ့ဒီကနေ theological စကား rapture ဆိုတဲ့စကားဒါပေမဲ့ဆရာကြီးယူသတန်ကဘာသာပြန်ထားတဲ့အရာရှိတယ်ဒါကိုလည်းပြချင်တယ်အဲ့ဒီစကားလုံးကဘယ်ကလာလဲဆိုတော့ harpazo ပြောကြည့်အောင် harpazo ဒါက Greek စကားဖြစ်တယ် harpazo ဆိုတဲ့စကားအဲ့ဒီစကားကို Latin လို့ rapiro လို့ခေါ်တယ်အဲ့ဒီစကားကနေချီဆောင်ခြင်းဆိုတဲ့အရာကိုကျွန်တော်တို့သုံးသင်နေတာဖြစ်တယ်နော်ဒါလေးကိုလည်းသိဖို့လိုတယ်အဲကြောင့်စံစာပေးပြီးတော့ rapture ဆိုတဲ့စကားရှာပြပါဆိုရင်သွားရှာရင်တွေ့မှာမဟုတ်ဘူးเนาะဒါပေမဲ့စကလုံးမရှိတာဖြစ်ပေမဲ့အဖြစ်အပျက်ကရှိတယ်เนาะဒါကိုလည်းကျွန်တော်တို့ချီဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့ယုံကြည်သူများနားလည်ဖို့လိုတယ်ဆိုတာကိုပြောချင်တယ်ဆိုတော့ချီဆောင်ခြင်းနဲ့ပတ်သက်တဲ့ကျမ်းပိုက်เนาะသခင်ယေရှုကပြန်လာခေါ်မယ်ဆိုတဲ့အရာကိုသိဖို့လိုတယ်ဆိုတော့ခုနလိုပေါ့เนาะအမြင်၄မျိုးရှိကြတယ်